ကျမရဲ့ခင်ပွန်းကကျမစီကအစီပေါင်း200ကိုဖုံးဆုပ်ဆက်နဲ့ဆုပ်ထုတ်လိုက်တယ်အဲ့ဒါမှကျမအကောင်းဆုံးဇနီးဒီပြိုင်ပွဲမှာဝင်ပြိုင်လို့ရမှာလေကျမနည်းနည်းတော့စိတ်လှုပ်ရှားပြီးနေရခက်နေပေမဲ့ပြိုင်ပွဲကောင်းကောင်းကတော့ညီသွားခဲ့ပြီးပထမအချီကကို4ချိန်တာပါမထင်မှတ်ပဲအပေါ်ဆုံးလူကအနိုင်ရမယ်တဲ့ကျမတို့2ယောက်စလုံးကကို4ချိန်အတူတူပဲဖြစ်နေတော့ကျမကအရှုံးပေးဖို့တောင်ပြင်လိုက်သေးတယ်ဒါပေမဲ့ပြိုင်ဘက်အမျိုးသမီးကသူ့ရဲ့သပင်တူးနဲ့သွားတူတွေကိုချွတ်ချလိုက်တဲ့အခါကျမရဲ့ကို4ချိန်ကသူ့ထက်ချက်ချင်းပုံများသွားတော့တာပေါ့ဒါကိုမြင်ချင်းပဲကျမခင်ပွန်းကဖုံးဆုပ်ဆက်ကိုဒုတိယဂီယာကိုပြောင်းပြီးကျမစီကအစီပေါင်း20ကိုချက်ချင်းထပ်ဆုပ်ထုတ်ပစ်လိုက်တယ်အဲ့ဒီလောက်အထိပေါ်ပါသွားတော့ပြိုင်ဘက်ကလည်းအရှုံးပေးလိုက်ရပြီးကျမဒုတိယအချီကိုတက်သွားနိုင်ခဲ့တယ်ကျမမှာတော့ချွေးအေးတွေတောင်ထွက်နေပေမဲ့ကျမခင်ပွန်းကတော့အေးဆေးဆေးပါပဲဒုတိယအချီကဘာဖြစ်မလဲဆိုတာဘယ်သူကသိမှလဲကိုခန္ဓာပျော့ပြောင်းမှုကိုစမ်းသပ်ဖို့မိုးပြတ်ပူပေါင်းတွေကိုကန်ရတာပါပြိုင်ဘက်ကသူ့ခြေထောက်ကိုမြှောက်လိုက်တာနဲ့ပူပေါင်းသုံးလုံးကိုချက်ချင်းပေါက်သွားစေခဲ့တယ်ဒီမျိုးသမီးကတော်တော်လေးတော့ကျွမ်းကျင်သားကျမကတော့အားကုန်သုံးပြီးကန်တာတောင်နှလုံးပဲပေါက်တယ်ကျမအမောတကောဖြစ်နေတာကိုမြင်တော့ခင်မွန်းဖြစ်သူကစီပလင်းကိုထုတ်ပြီးကျမတကိုယ်လုံးကိုခန်းလိုက်တာကျမလည်းငားလင်စုလိုချက်ချင်းချုံးမို့သွားပြီးနောက်ဆုံးပူပေါင်းကိုကန်ပြပြီးဖောက်လိုက်နိုင်တယ်ဒါပေမဲ့မထိန်နိုင်ပဲခြေနှချောင်းကိုဘေးတိုက်ကရကြီးခွက်ကျသွားတော့တာပေါ့ပြိုင်ဘက်ကမကျေနပ်ချင်ပေမဲ့တရေရလက်ကိုတော့လက်ခံလိုက်ရတယ်နောက်ဆုံးချီစားပါပြီအနိုင်ရတဲ့သူကဒေါ်လာ90သူညရမှာပါစိန်ခေါ်မှုကတော့ကလေးဝက်အရွယ်လောက်ရှုံထားတဲ့ဒီအင်ဂျီလေးတွေကိုအံဝင်ခွင်ကြဖြစ်အောင်ဝေးရမှာပြိုင်ဘက်ကတော့သူ့ကိုယ်သူအရန်ယုံကြည်မှုရှိနေပြီးလက်ရောချေရောသုံးကသူ့ရဲ့ပိန်ပါတဲ့ခန္ဓာကိုယ်နဲ့အဲ့ဒီအင်ဂျီလေးကိုချောချောမွေ့မွေ့တိုးဝင်သွားတယ်စုကတော့သူ့လက်ထဲရောက်ပြီးလို့သူချင်နေတာပေါ့ကျမအဲ့ဒီအင်ဂျီကြက်လေးကိုဝှက်ဖို့စူးစမ်းတဲ့အခါပြေးထွက်တော့မတက်ဖြစ်သွားတယ်အဲ့ဒါကိုတွေးတော့ခင်မုန်းဖြစ်သူကပုံစုပ်ဆက်ကိုအားကောင်းဆုံးအဆင့်ကိုလှည့်လိုက်ပြီးကျမရဲ့အစီတွေကိုအကုန်စုပ်ထုတ်ပစ်လိုက်တယ်ကျမဟာချက်ချင်းပဲကြသားတွေနဲ့ကျမ်းမာကြမ်းခိုင်တဲ့မော်ဒယ်တယောက်လိုဖြစ်သွားတာပေါ့အဲ့ဒါကိုမြင်တော့ပြိုင်ဘက်လည်းအောင်ပွဲခံတာရက်သွားတယ်ဒါပေမဲ့ဖုံးစုပ်ဆက်ကအစွမ်းကုန်တုံးထားလို့လားမသိဘူးကျမခင်ပွန်းကအဲ့ဒီဆက်ကိုကန်လိုက်ထိုးလိုက်လုပ်ပြီးတဲ့နောက်မှာဆက်ကချက်ချင်းကြီးရက်သွားတယ်ကျမဟာတခဏချင်းမှာပဲအောင်300ပြန်ဖြစ်သွားပြီးဖောင်းကားလာတော့တာပေါ့ကျမလည်းရှက်လုံးလို့မူတောင်ကိုမိတယ်ဒါပေမဲ့မတင်မှတ်ထားတာကပြိုင်ဘက်အမျိုးသမီးဟာသူ့ရဲ့မိတ်ကပ်တွေနဲ့မျက်နှာဖုံးကိုခွာချလိုက်ပြီးဝက်ချံတွေအပြည့်နဲ့သူ့မျက်နှာအစ်ကိုပြလိုက်တာပါပဲလူတိုင်းမှာအပြည့်နာစာရှိရဲဆိုတာကိုသူကကျမကိုပြောပြချင်ခဲ့တာပါကျမတို့2ယောက်ရဲ့ရုပ်အစ်ကိုမြင်တဲ့အခါမှာတော့ခင်ပွန်းဖြစ်သူကနှာခေါင်းရှုံပြီးကြည့်နေခဲ့တယ်အဲ့ဒါကြောင့်ကျမတို့2ယောက်ပူးပေါင်းပြီးသူ့ကိုဖုံးစုပ်ဆက်ထဲစုပ်ထည့်ပစ်လိုက်တယ်အမိုက်ဆိုတာအမိုက်ပုံးထဲမှာပဲရှိတင်တာလေအထူးသဖြင့်သူတစ်ပါးရဲ့အပြည့်နာစာတွေကိုပဲလောင်ပြောင်တက်တဲ့ဒီလိုလူစားမျိုးပေါ့